အားလုံးပဲမင်္ဂလာပါ SD Channel ရဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြောပြခြင်းတဲ့မြေခွက်လေးကတော့မြေခွက်ပေအကျယ်60-80ကိုမှ3,500ညှိနိုင်နဲ့ရရှိနိုင်မဲ့မြေခွက်လေးပဲဖြစ်ပါတယ်ဒီမြေခွက်လေးရဲ့အကျယ်ကတော့အလေအားမျက်နှာစာပေပေါ့နော်မျက်နှာစာပေအလေအားက60ရှိပြီးတော့ကျွန်တော်တို့အရှည်ကတော့ပေ80ရှိပါတယ် square feet နဲ့တွက်မယ်ဆိုရင်တော့4800 square feet ရှိပါတယ်ဈေးနှုန်းအပြင်သူက3,500ညှိနှိုင်းဆိုတော့3,500အောက်ရော့မှာပေါ့1 square feet ကိုတော့3သိန်းစွန်းစွန်းလောက်တော့ကျပါမယ်ခင်ဗျဒီမြေခွက်လေးရဲ့အားသာချက်ကကျွန်တော်တို့အမှတ်၄လမ်းနဲ့အဝင်ထွက်နေတယ်ပေါ့နောက်ပြီးတော့သူခေါ်ထားတဲ့ဈေးနှုန်းရလေကျွန်တော်တို့ရှိပြီးသားရက်ကွက်အတွင်းရက်ကွက်တွေပေါ့ဈေးဝင်းကျင်ပဲရှိမှာပေါ့တချို့နေရာတွေဆိုရင်သူ့ဈေးထက်တောင်မှများနိုင်ပါတယ်ကျွန်တော်တို့ရက်ကွက်ထဲကကျွန်တော်တို့9ရက်ကွက်6ကွက်ပေါ့ရက်ကွက်ထဲကနေရာကောင်းနေဆိုရင်3,200 ကြားထဲမှာဈေးကပေါက်ဈေးဖြစ်နေပါပြီအခုဒီမြေကွက်လေးကကျွန်တော်တို့60-80ဖြစ်တဲ့အတွက်ကျွန်တော်တို့20-60 20-80ပေါ့20-80 3ခွက်စာရှိမယ်အဲ့ဒါအောင်မှသူက1,600စွန်းစွန်းလေးပဲကြမယ်ပေါ့20-80တက်ခွက်ဆိုတော့နောက်ပြီးတော့ဒီမြေခွက်လေးရဲ့အားသာချက်နောက်တစ်ခုကပါလဲဆိုတော့ဒီမြေခွက်တစ်ဖက်ပေါ့ဘေးတွေပါပေါ့ကျွန်တော်တို့အုတ်တတိုင်းတွေခတ်ထားပြီးသားကျွန်တော်တို့ဝယ်တဲ့လူကအရှိအုတ်တတိုင်းခတ်ရမယ်အနောက်အုတ်တတိုင်းခတ်ရမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကဘာကောင်းသွားလဲဆိုတော့အုတ်တတိုင်းခတ်တဲ့ဘေးနှစ်ဖက်ဖို့အတွက်အကုန်ကြအတော်လေးတက်တက်သွားမယ်အနေထားရှိပါတယ်နောက်တစ်ခုကလမ်းအနေထားပေါ့နော်လမ်းအနေထားကလေသူကကွန်ကရစ်လမ်းကျွန်တော်တို့ကွန်ကရစ်လမ်းဖြစ်တဲ့အတွက်ကျွန်တော်တို့မိုးရာဒီမှာရေမြုပ်မှာလည်းမပူရဘူးရေတင်မှာလည်းမပူရဘူးပိုင်ဆိုင်မှုအထောက်ထားတော့ကျွန်တော်260 km မြေကွက်ပါ260 km မြေကွက်ဖြစ်တဲ့အတွက်ပိုင်ဆိုင်မှုကတော့ခိုင်မာပါတယ်လူကြီးမင်းတို့ဒီမြေကွက်လေးကိုစိတ်ဝင်စားလို့ပဲဖြစ်ဖြစ်ဝယ်ယူခြင်းလို့ပဲဖြစ်ဖြစ်ကျွန်တော်ဖုန်းနံပါတ်3988356938ကိုဆက်သွယ်ပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးရဲ့အနောက်မှာလည်းဒီရဲ့မြေခွက်လေးရဲ့ဒီနေရာကိုကျွန်တော် Google Map လေးနဲ့ကျွန်တော်သိချာရှင်းပြပေးထားပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တင်ငင်းကုန်းလမ်းသွားမယ်ဇင်းကုန်းလမ်းဆိုတာဒီကျွန်တော်အမှတ်၄လမ်းနိုင်လေးဆက်သွားလိုက်မယ်ဆိုရင်ကျွန်တော်ရှိပြီးသားမြို့နယ်တွေကိုရောက်မယ်ပေါ့ဘေးတစ်ဖက်ဆက်စီပါရက်ကွက်လေးတွေရှိပါမယ်ဟောကျွန်တော်တို့ forward တွေစပြီးတွေ့ရမှာကတော့ကျွန်တော်တို့ရွှေပြည်သာ city map ကိုတွေ့မယ်ရွှေပြည်သာ city map ရှိတဲ့နေရာကတော့ကန်တာယာမီးပွိုင်းလို့ခေါ်ပါတယ်ကျွန်တော်တို့ကန်တာယာမီးပွိုင်းကနေဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ညာဘက်ခြမ်းမှာ orange supermarket ရှိပါမယ်orange supermarket ကနေဆက်သွားမယ်ဆိုရင်ကျွန်တော်ရွှေပြည်သာခွေမတန်တော့ပါမယ်ကျွန်တော်ဘယ်ဘက်ချိုးမယ်ဆိုရင်တော့ကျွန်တော်တို့ထန်းလျှောက်ပင်လမ်းစုံကိုရောက်မယ်အဲ့ဒါတော့ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ့ကျွန်တော်ဆက်သွားပြီးတော့ညာဘက်ချမ်းမှာတော့ကောင်းစုဆန်ကျွန်တော်တို့ကိုပိုင်ထက်တဲ့ကြောင်းရှိပါမယ်ကျွန်တော်အမှတ်လေးလမ်းတိုင်းဆက်သွားမယ်ဆိုရင်ဘယ်ဘက်ချမ်းကတော့ VIP 2 3ရပ်ပွက်ပါမင်းလမ်းရှိမယ်ဒဇင်လမ်းရှိမယ်နောက်ပြီးရင်တော်ဝင်လမ်းရှိပါမယ်တော်ဝင်လမ်းမကြီးကတော့ကျွန်တော်တို့ရှိပြီးသားရက်ကွက်အထဲထိပေါက်တဲ့လမ်းမကြီးပါဆက်ပါမယ်ဆိုညာဘက်ချမ်းမှာကောင်းလက်ဖေးဆိုင်ရှိမယ်ကောင်းလက်ဖေးဆိုင်ရဲ့ညနေချင်းဆိုင်မှာပေါ့ညနေချင်းဆိုင်မှာတော့ကျွန်တော်တို့ဒီအာဇာနီတန်းရှိပါမယ်ကျွန်တော်တို့အခုရောင်းချပေးမယ်မြေကွက်လေးကတော့အာဇာနီတန်းပေါ့ပါမေးတင်ထားပါတယ်ကျွန်တော်ပင်လေးထောက်ပြထားပါတယ်ခင်ဗျနောက်ရက်တွေမှာလည်းဝယ်ယူဖို့သင့်တဲ့အင်ချန်မြေကွက်တွေကိုကျွန်တော် channel လေးကတစ်ဆင့်ထပ်မံမိတ်ဆက်ပေးသွားဖို့ရှိပါတယ်ကျွန်တော် channel လေးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာကြပါစေကျွန်တော် Ashley Channel ကမင်းခန့်ပါ